Netherlands နိုင်ငံ The Hague မြို့ ICJ လို့ခေါ်တဲ့အပြည်ပြည်ဆိုင်ရာတရားရုံးမှာဂမ်ဘီယာနိုင်ငံကနေပြီးဆွဆွဲထားတဲ့လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုအတွက်တရားရင်ဆိုင်နေခြင်းနဲ့ပတ်သက်ပြီးတော့ဒီကြားနာပွဲမှာမြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်ဖြစ်တဲ့နိုင်ငံတော်သမ္မတဝန်ကြီးဌာနနှစ်ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ပြောကြားတဲ့မိန့်ခွန်းကိုစီရင်ခံတင်ပြမှာဖြစ်ပါတယ်လေးစားအပ်ပါသောအပြည်ပြည်ဆိုင်ရာတရားရုံးဥက္ကဋ္ဌကြီးဂုဏ်တရားရှိတို့ဥက္ကဋ္ဌကြီးများနှင့်တရားသူကြီးမင်းများခင်ဗျာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ကိုယ်စားလှယ်တဦးအနေနဲ့မိမိတို့နိုင်ငံပေါ်လူမျိုးတုံးသတ်ဖြတ်မှုသဘောတူညီစာချုပ်ကိုချိုးဖောက်တယ်ဆိုတဲ့ဆွဆွဲချက်ကိုခုခံကာကွယ်ဖို့ကျွန်တော်အနေနဲ့ဤတရားရုံးတော်ရှေ့မှောက်မှာရောက်ရှိနေခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံဟာလူမျိုးတုံးသတ်ဖြတ်မှုသဘောတူညီမှုစာချုပ်ရဲ့အခြေခံကျတဲ့အရေးပါမှုကိုအပြည့်အဝအသိအမှတ်ပြုပါတယ်မြန်မာနိုင်ငံဟာစာချုပ်ကို1949ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ပြီး1956ခုနှစ်မှာအတည်ပြုပါဝင်ခဲ့ပါတယ်ဤတရားရုံးတော်ခမ်းမသို့မြန်မာနိုင်ငံအနေဖြင့်ရောက်လာခြင်းဟာမိမိတို့နိုင်ငံအတွက်ဤသဘောတူစာချုပ်ရဲ့အရေးပါမှုကိုသက်သေထူခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်အနေနဲ့မိမိတို့နိုင်ငံရဲ့ဂုဏ်သိက္ခာအပေါ်အလွန်ကြီးလေးတဲ့ဆွဆွဲချက်တစ်ခုဖြစ်တဲ့လူမျိုးတုံးသတ်ဖြတ်မှုဟူသောဆွဆွဲချက်မှနိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ရန်တရားရုံးတော်ရှေ့သို့ရောက်ရှိနေခြင်းဖြစ်ပါတယ်လူမျိုးတုံးသတ်ဖြတ်မှုဟာရာဇဝတ်မှုထဲမှာအဆိုးဝါးဆုံးရာဇဝတ်မှု crime of crime ဖြစ်ပါတယ်ထို့ကြောင့်နိုင်ငံနဲ့ပြည်သူများပေါ်ထိုကဲ့သို့သောဖြတ်မရတဲ့အမဲဆက်မျိုးအတင်မခံရစေရေးကာကွယ်ရန်မှာအစိုးရရဲ့တာဝန်ဖြစ်ပါတယ်မြန်မာနိုင်ငံသည်ဆွဆွဲချက်များနှင့်ဤအမှုကိုအလေးနက်ထားဆောင်ရွက်ပါတယ်မြန်မာနိုင်ငံဟာကုလသမဂ္ဂရဲ့အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်တဲ့ဤတရားရုံးကိုအထူးလေးစားပါတယ်ပြည်ပြည်ဆိုင်ရာဥပဒေကိုလိုက်နာရန်အပြည့်အဝကတိကဝတ်ထားတဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအနေဖြင့်ယခုကဲ့သို့ပြင်းထန်ဆွဆွဲချက်များကိုတုံ့ပြန်ရန်အတွက်ခြေပချက်များကိုသေချာစွာပြင်ဆင်ထားပါတယ်တရားရုံးရဲ့ပြဋ္ဌာန်းချက်များလုပ်ထုံးလုပ်နည်းများညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ခဲ့ပါတယ်တရားရုံးကသတ်မှတ်ထားတဲ့အချိန်ကာလများကိုလည်းအတိအကျလိုက်နာခဲ့ပါတယ်တရားရုံးကချမှတ်ထားတဲ့ကြားဖြတ်စီမံဆောင်ရွက်မှုများအကောင့်အထည်ဖော်မှုအစီရင်ခံစာများကိုပုံမှန်တင်သွင်းခဲ့ပါတယ်နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့အနာဂတ်အတွက်အခြေခံကျတဲ့တရားစီရင်ရေးလုပ်ငန်းစဉ်များကိုတာဝန်သိစွာဖြင့်ဆောင်ရွက်ခဲ့ပါတယ်ဒီမှာပြည်ပြည်ဆိုင်ရာတရားဥပဒေစိုးမိုးရေးနှင့်စနစ်အတွင်းတရားရုံးရဲ့အခမ်းကဏ္ဍကိုမြန်မာနိုင်ငံကအလေးအနက်ကတိပြုထားကြောင်းပြသခြင်းဖြစ်ပါတယ်ဂမ်ဘီယာနိုင်ငံအနေဖြင့်ဤကဲ့သို့အလေးထားဆောင်ရွက်ခြင်းမရှိသည်ကိုစိတ်မကောင်းစွာတွေ့ရှိရပါတယ်ဂမ်ဘီယာနိုင်ငံဟာဤမှုရဲ့ဖြစ်ရပ်မှန်များနဲ့တိုက်ရိုက်သက်ဆိုင်သူမဟုတ်တော့လဲလူမျိုးတုံးသတ်ဖြတ်မှုသဘောတူညီစာချုပ်တွင်ပါဝင်တဲ့နိုင်ငံအလုံးရဲ့တူညီသောအကျိုးစီးပွားအတွက်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်သို့တော့၎င်းအနေနဲ့တရားရုံးရှေ့မှောက်မှာအမှုရင်ဆိုင်နေတဲ့အဖွဲ့အစည်းတစ်ခုအနေဖြင့်လိုက်နာရမယ့်အခြေခံလိုအပ်ချက်များကိုပင်ပြည့်မီအောင်ဆောင်ရွက်နိုင်ခြင်းမရှိသည်ကိုတွေ့ရှိရပါတယ်
ဂမ်ဘီယာကတင်သွင်းတဲ့အချက်အလက်များနဲ့စုံစမ်းစစ်ဆေးမှုများဟာတာမန်အချက်အလက်များသာဖြစ်ပြီးဘက်လိုက်မှုများရှိကြောင်းကိုမြန်မာနိုင်ငံဥပဒေအဖွဲ့ကသက်သေပြသွားမှာဖြစ်ပါတယ်။အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ရဲ့2018ခုနှစ်ကကောက်ချက်များအပေါ်အခြေခံပြီးဒီအမှုကိုဂမ်ဘီယာကတင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ယုံကြည်စိတ်ချရမှုမရှိသည့်အပြင်ဘက်လိုက်မှုများရှိတဲ့အရင်းအမြစ်များကိုသာဆက်လက်၍ကိုးကားနေပါတယ်။ဤကဲ့သို့ကိုးကားတင်သွင်းခြင်းများဟာမြန်မာနိုင်ငံအပေါ်တရားစီရင်မှုမပြုမီကြိုတင်ပြစ်ဒဏ်ခတ်ခြင်းသာဖြစ်ပါတယ်။2019ခုနှစ်ကတည်းကဂမ်ဘီယာဟာ FFM ရဲ့အစီရင်ခံစာများကိုသက်သေအထောက်အထားများမှာခိုင်မာတဲ့အထောက်အထားများဖြစ်အောင်ကြိုးပမ်းခဲ့ခြင်းမရှိပါ။၎င်းတို့သည်ထိုအစီရင်ခံစာများကိုသာအမှန်တရားအဖြစ်ဆက်လက်ဆွဲကိုင်နေပြီးတရားရုံးမှလက်ခံပေးရန်တောင်းဆိုနေပါတယ်။ထို့အပြင်တရားရုံးရှေ့မှောက်မှာရိုးသားဖြောင့်မတ်စွာလိုက်နာရမည့်တာဝန်များကိုပြစ်ပယ်၍ဂမ်ဘီယာဟာသတင်းရင်းမြစ်များမှအချက်အလက်များကိုလိုအပ်သလိုပြင်ဆင်မှုများပြုလုပ်ခဲ့ပါတယ်။ရှင်းနေများနှင့်သက်သေများကိုအတူတကွထားရှိပြီးကိုယ်စားလှယ်အဖွဲ့ဝင်များတွင် NGO အဖွဲ့ဝင်များပါဝင်နေခြင်းဟာအမှုအတွက်ရောထွေးမှုများကိုဖြစ်စေပါတယ်။ဤဒီမှာတရားစီရင်ရေးလုပ်ငန်းစဉ်ရဲ့ဂုဏ်သိက္ခာကိုအထောက်အကူမပြုနိုင်သည့်အပြင်ဂမ်ဘီယာဘက်ကတင်ပြလာတဲ့အထောက်အထားများဟာခိုင်မာမှုကိုကြီးစွာတန်တရားဖြစ်စေပါတယ်။ဥက္ကဋ္ဌကြီးနဲ့တရားသူကြီးမင်းများခင်ဗျာလူမျိုးတုံးတပ်ဖြတ်မှုဆွဆွဲချက်ကိုယခုလိုစနစ်ကျနာမှုမရှိတတ်မှတ်သည့်စံနှုန်းနဲ့လည်းကိုက်ညီမှုမရှိဘဲကင်တွယ်ရသည်မှာအလွန်ပင်စိုးရိမ်စရာဖြစ်ပါတယ်။အဆုံးသတ်မှာတော့တရားရုံးတော်အနေနဲ့အရေးကြီးတဲ့မေးခွန်းတစ်ခုကိုဖြေကြားရမှာဖြစ်ပါတယ်။ရင်းမေးခွန်းကတော့2016ခုနှစ်နဲ့2018ခုနှစ်များအတွင်းရခိုင်ပြည်နယ်မြောက်ပိုင်းမှာဆောင်ရွက်ခဲ့တဲ့စစ်စင်ရေးများအတွင်းမြန်မာနိုင်ငံဟာအုပ်စုတစ်ခုရဲ့တစ်စိတ်တစ်ပိုင်းကိုဖြစ်စေအုပ်စုတစ်ခုလုံးကိုဖြစ်စေဖျက်ဆီးလိုသောရည်ရွယ်ချက်နဲ့လူမျိုးသုံးစေမှုသဘောတူညီချက်စာချုပ်ကိုစန့်ကျင်၍ဆောင်ရွက်ခဲ့ခြင်းရှိမရှိဆိုတဲ့အချက်ဖြစ်ပါတယ်။ဂမ်ဘီယာအနေနဲ့အမှုနဲ့ဆက်ဆက်တဲ့သက်သေပြရန်တာဝန်များကိုဆောင်ရွက်နိုင်ခြင်းမရှိကြောင်းမြန်မာနိုင်ငံကခိုင်လုံစွာသက်သေဖော်ပြလိုပါတယ်။မြန်မာနိုင်ငံအနေဖြင့်သက်သေပြရန်တာဝန်မရှိတော့လဲဂမ်ဘီယာရဲ့သက်သေအထောက်အထားများခိုင်လုံမှုရှိမရှိနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းထောက်ပြနိုင်ခဲ့ပါတယ်။ဂမ်ဘီယာနိုင်ငံရဲ့အတိမပြုတ်နိုင်တဲ့တဆင့်စကားများနဲ့ဘယ်သူထွက်ဆိုလို့ထွက်ဆိုမှန်းမသိတဲ့သက်သေထွက်ဆိုချက်များအပေါ်အတိမတ်ပြုဆောင်ရွက်မည်ဆိုပါကခြေပရန်အခက်အခဲဖြစ်စေပါတယ်။ဥက္ကဋ္ဌကြီးနဲ့တရားသူကြီးမင်းများခင်ဗျာဒီအမှုဟာအခြေအမြစ်မရှိသောဆွဆွဲချက်များထက်ခိုင်လုံသောသက်သေပြနိုင်သောအချက်လက်များပေါ်တွင်သာမူတည်ပါတယ်။တိကျခိုင်မာသောအချက်လက်များကိုစိတ်ထိခိုက်လှုပ်ရှားဖွယ်စကားလုံးများနဲ့အချက်လက်ခိုင်မာမှုမရှိတဲ့သရုပ်ဖော်ပြောကြားမှုများအစားထိုးနိုင်မည်မဟုတ်ပါဒီအမှုမှာဥပဒေရဲ့မှန်ကန်သောအဓိပ္ပာယ်ဖွင့်ဆိုခြင်းပေါ်မူတည်ပြီးဂမ်ဘီယာရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်များဟာရုံးတော်ရဲ့ယခင်စီရင်ထုံးများကိုလျစ်လျူရှုပြီးဥပဒေရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း၎င်းတို့လိုရာဆွဲထားခြင်းဖြစ်ကြောင်းကိုမိမိတို့ရဲ့ရှေ့နေများကလျှောက်လဲတင်ပြသွားမှာဖြစ်ပါတယ်။ဒီအမှုကိုဆုံးဖြတ်ရမှာ2016ခုနှစ်2018ခုနှစ်များအတွင်းရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုများကိုခြံလှပ်ထားလို့မရပါ။အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်နယ်မြေရှင်းလင်းရေး clearance operation များပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်။ဒီနေရာမှာအထူးရှင်းပြလိုတာကတော့ဒီအသုံးအနှုန်းဟာစစ်ဘက်ဆိုင်ရာအသုံးအနှုန်း things of military art တစ်ခုသာဖြစ်ပြီးတောင်းကျမ်းမှုနှိမ်နင်းရေးသို့မဟုတ်အကြမ်းဖက်မှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များကိုရည်ညွှန်းပါတယ်။ဒီ
ဒီအသုံးအနှုန်းကိုကမ္ဘာတဝန်းမှာအသုံးပြုမှုရှိပါတယ်ဂမ်ဘီယာအနေနဲ့တိကျမှုမရှိတဲ့အချက်လက်များကိုအခြေခံပြီးတရားရုံးကိုဆုံးဖြတ်ချက်ချစေရန်ကြိုးပမ်းနေပါတယ်2016ခုနှစ်နဲ့2018ခုနှစ်စစ်စင်ရေးများနဲ့ပတ်သက်လို့ဂမ်ဘီယာကအာဆာအကြမ်းဖက်ဖွဲ့ရဲ့လုပ်ရက်များကိုညှင်းဆိုထားခြင်းမရှိတော့လဲအစိုးရကလိုအပ်၍တုံ့ပြန်ဆောင်ရွက်မှုများကိုညှင်းဆိုလိုတဲ့သဘောရှိပါတယ်သို့သောမြန်မာနိုင်ငံအစိုးရအနေနဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းအကြမ်းဖက်သမားများကိုစိတ်ကြိုက်ချဲလဲခွင့်ပေးထားသင့်တယ်လို့ဂမ်ဘီယာကဆိုလိုနေခြင်းမဟုတ်နိုင်ပါတုံ့ပြန်ရမှာအင်အားအလွန်ကျွံသုံးတယ်လို့ဂမ်ဘီယာကအတိကပြောလိုခြင်းဖြစ်ပါတယ်အကယ်၍အင်အားအလွန်ကျွံသုံးခဲ့မည်ဆိုလျှင်ပင်လူမျိုးသုံးစေမှုမြောက်မည်မဟုတ်ပါပဋိပက္ခများရဲ့နောက်ဆက်တွဲအနေနဲ့သေဆုံးမှုများရှိခဲ့ပြီးလူအများပြားဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ခွာသွားသည်မှာအမှန်ပင်ဖြစ်ပါတယ်ကမ္ဘာတစ်ဝန်းရှိအခြားသောလက်နက်ကင်ပဋိပက္ခများနှင့်မတည်ငြိမ်မှုများဘင်္ဂလားဒေ့ရှ်ရဲ့အခြားဒေသများတွင်ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်များဒေသခံပြည်သူများအပေါ်ကြီးမားတဲ့သက်ရောက်မှုများရှိခဲ့ပါတယ်လက်နက်ကင်ပဋိပက္ခဒေသတွင်းမတည်ငြိမ်မှုနဲ့အကြမ်းဖက်မှုများကြောင့်ဖြစ်ပေါ်လာတဲ့ထိခိုက်သေဆုံးမှုများကိုမြန်မာနိုင်ငံအနေဖြင့်ကောင်းစွာသိရှိပြီးဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အခြားဒေသများတွင်လည်းသမိုင်းတစ်လျှောက်လက်နက်ကင်ပဋိပက္ခများရှိခဲ့ပြီးယနေ့အချိန်ထိလည်းရှိနေဆဲဖြစ်ပါတယ်အစိုးရအနေဖြင့်တနိုင်ငံလုံးငြိမ်းချမ်းမှုရရှိရန်အတွက်ပါဝင်ပတ်သက်သူများအားလုံးနဲ့ညှိနှိုင်းဆွေးနွေးမှုများကိုအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်သို့သောငြိမ်းချမ်းရေးစီသို့ရှောက်လန်းရာလမ်းကြောင်းများဟာရှုပ်ထွေးပါတယ်ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမွတ်စလင်များအတွက်မြည်ကဲ့သို့ရှေ့ဆက်ရမည်သို့မဟုတ်မြည်တီတို့ကိုမျှော်လင့်ရမည်စသည့်ကိစ္စရပ်များကိုယခုတရားရင်ဆိုင်နေရသည့်ပြဿနာများရဲ့ကျင်းမြောင်းတဲ့အမြင်တစ်ခုတည်းနဲ့တရားရုံးကဆုံးဖြတ်ခြင်းမပြုနိုင်ပါတရားရုံးနေဖြင့်2016ခုနှစ်နဲ့2018ခုနှစ်အကြမ်းဖက်တိုက်ခိုက်မှုများအတွက်တာဝန်ရှိသူများသည်ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမွတ်စလင်များကိုကိုစားပြုသည်ဟုမမှတ်ယူနိုင်ပါထို့အတူတရားရင်ဆိုင်ရခြင်းတွင်ပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းများကလည်း၎င်းတို့ကိုစားပြုသည်ဟုမမှတ်ယူနိုင်ပါဖွံ့ဖြိုးသည့်နိုင်ငံတစ်ခုဖြစ်သည့်မြန်မာနိုင်ငံအနေဖြင့်ငလျင်ဘေးရေဘေးမုန်တိုင်းဘေးစတဲ့ဘေးအန္တရာယ်များအပြင်ဗဏ္ဍာရေးအကျပ်တဲအရေးပေါ်အခြေအနေများနှင့်ပြည်တွင်းမတည်ငြိမ်မှုများစတဲ့စိန်ခေါ်မှုများဆက်လက်ရင်ဆိုင်နေရပါတယ်အဆိုပါအခြေအနေများကြားမှရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စရပ်များကိုဖြေရှင်းရန်အစဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါတယ်အသေးစိတ်ချက်လက်များကိုတရားရုံးရဲ့ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်နဲ့အညီမြန်မာနိုင်ငံကပုံမှန်တင်သွင်းသွားတဲ့အစီရင်ခံစာတွေမှာတင်ပြခဲ့ပါတယ်။ဥက္ကဋ္ဌကြီးနဲ့တရားသူကြီးမင်းများခင်ဗျာ။ဂမ်ဘီယာကမြန်မာနိုင်ငံဟာရခိုင်ပြည်နယ်မြောက်ပိုင်းရှိမွတ်စလင်များအပေါ်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ပြီးမြန်မာနိုင်ငံက၎င်းတို့ရဲ့တည်ရှိမှုနဲ့မြန်မာနိုင်ငံမှာနေထိုင်ခွင့်ကိုအတိအမှတ်မပြုဘူးလို့ဆွဆွဲထားပါတယ်။ဒီဆွဆွဲချက်ဟာမှန်ကန်မှုမရှိပါ၎င်းတို့ဟာမြန်မာနိုင်ငံရဲ့နယ်မြေအတွင်းနေထိုင်ခွင့်ရှိသူတွေဖြစ်ကြောင်းကိုမြန်မာနိုင်ငံအနေဖြင့်အသိအမှတ်ပြုပါတယ်ရခိုင်ပြည်နယ်မြောက်ပိုင်းရှိဘင်္ဂါလီများဟာတစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာနေထိုင်သူများနဲ့ယဉ်ကျေးမှုလူမျိုးဘာသာရေးတို့အရာတူညီတဲ့အုပ်စုတစ်ခုအဖြစ်မြန်မာနိုင်ငံအနေနဲ့မှတ်ယူပါတယ်ရင်းတို့တိုင်အောင်လူမျိုးသုံးစေမှုဆိုင်ရာစာချုပ်ရဲ့အဓိပ္ပာယ်အောက်မှာမြန်မာနိုင်ငံအနေနဲ့၎င်းတို့ဟာထိုအုပ်စုဝင်များဖြစ်ကြောင်းလက်ခံပါတယ်။တနည်းအားဖြင့်တရားရုံးအနေနဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်နေကြတဲ့သူတွေဟာစာချုပ်ရဲ့အဓိပ္ပာယ်ကောက်ယူမှုအရာအကာအကွယ်ပေးထားတဲ့အုပ်စုတစ်စုလို့ဆုံးဖြတ်ခဲ့လျင်ပင်၎င်းတို့ရဲ့ယဉ်ကျေးမှုလူမျိုးဘာသာရေးတွေဟာအိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်မြေမှာနေထိုင်သူတွေနဲ့မတူကွဲပြားတယ်လို့မမှတ်ယူနိုင်ပါ
ဤအခြေခံယူဆချက်များဖြင့်ယူဆမယ်ဆိုရင်တရားရုံးအနေဖြင့်နယ်စပ်တစ်ဖက်တစ်ချက်မှာနေထိုင်သူတွေရဲ့ယဉ်ကျေးမှုလူမျိုးဘာသာရေးတွေကိုနှိုင်းယှဉ်သုံးသပ်ဖို့တော့လိုအပ်မှာမဟုတ်ပါဘူးဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံအနေနဲ့ရိုဟင်ဂျာဟူသောအမည်ကိုတရားဝင်အသုံးမပြုဘဲဘင်္ဂါလီဟုသာအသုံးပြုတယ်လို့ကန့်ကွက်ပါတယ်ဒါပေမဲ့ဒီအသုံးနှုန်းဟာခိုင်လုံတဲ့အကြောင်းပြချက်တွေရှိပါတယ်ဆိုတဲ့အချက်လက်ကိုတော့ဂမ်ဘီယာကမရှင်းပြခဲ့ပါဘူးအုပ်စုတစ်ခုကိုအမည်တစ်ခုပေးပြီးခေါ်ဝေါ်သုံးစွဲမှုမပြုခြင်းဟာယင်းလူမျိုးများဖြစ်တည်မှုဖြစ်တည်ခွင့်မရှိဟုသော၎င်းသို့မဟုတ်ဒီအုပ်စုကိုရုပ်ပိုင်းဆိုင်ရာသို့မဟုတ်ဇီဝပိုင်းဆိုင်ရာဖျက်ဆီးရန်ရည်ရွယ်ချက်ရှိသည်ဟု၎င်းမယူဆနိုင်ပါဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံသည်အုပ်စုရဲ့အဖွဲ့ဝင်များကိုနိုင်ငံသားအဖြစ်အသိအမှတ်မပြုကြောင်းလည်းဆွဆွဲထားပါတယ်ဒီကိစ္စဟာတရားရုံးရှေ့မှောက်မှာရှိတဲ့အမှုနဲ့မသက်ဆိုင်သင့်ပါလူမျိုးသုံးစေမှုကိုတားဆီးခြင်းဆိုင်ရာစာချုပ်ဟာစာချုပ်ဝင်နိုင်ငံတွေအပေါ်မည်သည့်အုပ်စုကိုနိုင်ငံသားသတ်မှတ်ပေးပါလို့ပြောကြားခွင့်မရှိပါဘူးနိုင်ငံသားဖြစ်မှုဆိုတာသတ်မှတ်ထားတဲ့စံနှုန်းများနဲ့ပြည့်မီခြင်းရှိမရှိအပေါ်မှာမူတည်တဲ့တဦးချင်းရဲ့အခွင့်အရေးသာဖြစ်ပါတယ်အကာအကွယ်ပေးထားတဲ့အုပ်စုဝင်ဖြစ်ခြင်းမဖြစ်ခြင်းနဲ့နိုင်ငံသားဖြစ်ခွင့်ရှိခြင်းမရှိခြင်းဟာတိကျကိစ္စတွေဖြစ်ပါတယ်အုပ်စုတစ်ခုကိုအလိုလျောက်နိုင်ငံသားဖြစ်ခွင့်မပေးခြင်းဟာ၎င်းတို့တည်ရှိပိုင်ခွင့်မရှိဟုသော၎င်း၎င်းတို့ဖျက်ဆီးလိုခြင်းသော၎င်းဆိုလိုခြင်းမဟုတ်ပါယခုကိစ္စဟာဒီအမှုနဲ့သက်ဆိုင်ခြင်းမရှိတော့လဲဂမ်ဘီယာရဲ့ပြောဆိုချက်တွေဟာမမှန်ကြောင်းကျွန်တော်အနေနဲ့အလေးပေးပြောကြားလိုပါတယ်အမှန်တကယ်မှာတော့ဘင်္ဂါလီများဟာဘင်္ဂါလီတွေအများပြားဟာမြန်မာနိုင်ငံရဲ့နိုင်ငံသားအမျိုးအစား၃မျိုးအနက်တစ်မျိုးမျိုးရရှိထားပြီးသားလူတွေဖြစ်ပါတယ်တချို့ကလည်းနိုင်ငံသားဖြစ်ခွင့်လျှောက်ထားရန်သတ်မှတ်ချက်တွေနဲ့ကိုက်ညီသူများဖြစ်ကြပြီးတော့တချို့ကကြတော့မြန်မာနိုင်ငံရဲ့နိုင်ငံသားဖြစ်ခွင့်စံနှုန်းများနဲ့မကိုက်ညီကြသူများလည်းဖြစ်ပါတယ်ဒီလိုဖြစ်ရတာလည်းအကြောင်းရင်းများရှိပါတယ်နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသူများအတွက်ပထမအဆင့်ဟာနိုင်ငံသားစီစစ်မှုခံယူမည့်ကပ်ပြား NVC ကိုလျှောက်ထားရမှာဖြစ်ပါတယ်ယခုကနိုင်ငံတွင်းမှာနိုင်ငံသားစီစစ်ရေးကပ်ပြားကိုင်းဆောင်သူ2သိန်းနီးပါးနဲ့ရခိုင်ပြည်နယ်အတွင်းနိုင်ငံသားစီစစ်မှုခံယူမည့်ကပ်ပြား NVC ကိုင်းဆောင်ထားသူ9000နီးပါးရှိပါတယ်သို့ပေမဲ့ NVC ကပ်လျှောက်ထားပြီးနိုင်ငံသားဖြစ်ရန်အရေးချင်းမပြည့်မီသူများအနေနဲ့ NVC ကကန်ဆောင်ထားသူများအနေနဲ့မြန်မာနိုင်ငံအတွင်းဥပဒေနဲ့အညီဆက်လက်နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်ဒါပေမဲ့လည်းရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ဘင်္ဂါလီအများပြားဟာ NVC လုပ်ငန်းစဉ်များမှာပါဝင်ဆောင်ရွက်ဖို့ညှဉ်းဆန်နေပါတယ်တချို့ကဘင်္ဂါလီများကိုရှောက်ထားရန်မလိုပဲအလိုလျောက်နိုင်ငံသားဖြစ်ခွင့်ပေးသင့်တယ်လို့ဆိုတဲ့နိုင်ငံရေးအကြောင်းပြချက်နဲ့ညှဉ်းဆန်ကြပါတယ်တချို့ကတက်ကြွလှုပ်ရှားသူများရဲ့ဖိအားပေးမှုကြောင့်ညှဉ်းဆန်ကြပါတယ်တချို့က MVC လျှောက်ထားသူတိုင်းဟာနိုင်ငံသားဖြစ်ခွင့်မရတော့ကြောင်းတက်ကြွလှုပ်ရှားသူများရဲ့သတင်းစကားတွေကြောင့်သတင်းအမှားတွေကြောင့်ညှဉ်းဆန်ကြပါတယ်ဒီချက်အားလုံးဟာလူမျိုးသုံးစေမှုနဲ့ညီတော့မှမသက်ဆိုင်ပါအခြားနိုင်ငံများနည်းတူမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဟာမြန်မာနိုင်ငံသားများအားလုံးအပေါ်အခွင့်အရေးတန်းတူပေးထားပါတယ်၎င်းတို့ရဲ့ဇစ်မြစ်ကြောင့်၎င်းယုံကြည်မှုကြောင့်၎င်းမည်သူအပေါ်မှနိုင်ငံရေးအရခွဲခြားဆက်ဆံခြင်းမရှိပါဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်391အရ391ကကြီးအရအရေးချင်းပြည့်မီသောနိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်ရှိပါတယ်ရင်းတို့အထက်တွင်လက်ရှိရွေးကောက်ပွဲမှာမဲပေးရန်အရေးချင်းပြည့်မီသောဘင်္ဂါလီများဟာ1,549,449 ဦးရှိပါတယ်ယခုကမြန်မာနိုင်ငံမှာအထွေထွေရွေးကောက်ပွဲတစ်ရက်ကို28ရက်12လ2025ခုနှစ်မှာစ၍အဆင့်3ဆင့်ခွဲကာကျင်းပလျက်ရှိပြီးရွေးကောက်ပွဲတွင်လူမျိုးမရွေးဘာသာမရွေးမဲပေးပိုင်ခွင့်ရှိသည့်အပြင်ပြည်သူများလာရောက်မဲပေးခဲ့ကြပါတယ်
နိုင်ငံရေးပါတီ58ပါတီနဲ့လွှတ်တော်ကိုယ်စားလှယ်4862ဦးတို့ဟာရခိုင်ပြည်နယ်အပါအဝင်မဲဆန္ဒနယ်ပေါင်းစုံမှာပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်။လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်ကြသူများကိုအောင်မြင်စွာပြန်လည်လက်ခံနိုင်ရေးအတွက်တန်ဋိဌာန်ချထားပါတယ်ဆိုတာကိုရှင်းလင်းစွာပြောကြားလိုပါတယ်။မြန်မာနိုင်ငံဘက်မှဘင်္ဂလားဒေ့ရှ်ဘက်ကို1988ခုနှစ်နဲ့1992ခုနှစ်တို့မှာလူအများပြားထွက်ခွာမှုတွေရှိခဲ့ပါတယ်။နှစ်ကြိမ်စလုံးမှာနှစ်နိုင်ငံသဘောတူညီချက်ညှိနှိုင်းချက်များနဲ့မြန်မာနိုင်ငံဘက်မှပြန်လည်လက်ခံခဲ့ပါတယ်။ထို့အတူ2016နဲ့18ခုနှစ်ဖြစ်စဉ်များနောက်ပိုင်းရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများပြန်လည်လက်ခံနိုင်ရေးဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နှစ်နိုင်ငံအကြားလျင်မြန်စွာသဘောတူညီချက်များပြုလုပ်နိုင်ခဲ့ပြီးကုလသမဂ္ဂပါဝင်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများဖြင့်ပြန်လည်ဝင်ရောက်လာသူများကိုပြန်လည်လက်ခံနေရာချထားရေးလုံခြုံရေးပညာရေးကျန်းမာရေးစားနပ်ရိက္ခာနဲ့အလုပ်အကင်ဖော်ဆောင်ရေးအပါအဝင်အစအစရာရာအဆင်ပြေအောင်ဆောင်ရွက်ခဲ့ပါတယ်2019ခုနှစ်မှစ၍နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များအတွက်မြန်မာဘင်္ဂလားဒေ့ရှ်နဲ့တရုတ်နိုင်ငံတို့မှလုပ်ငန်းအဆင့်သုံးပွင့်ဆိုင်အလွတ်သဘောဆွေးနွေးပွဲများအဆင့်မြင့်အရာရှိများဒုတိယဝန်ကြီးအဆင့်အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခဲ့ပါတယ်။နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက်ဆောင်ရွက်ထားတဲ့အခြေအနေများကိုလည်းတန်တမန်များနေရပ်စွန့်ခွာသူများကိုယ်စားလှယ်များနဲ့ပြည်တွင်းပြည်ပမီဒီယာများကိုဖိတ်ခေါ်ပြီးရှင်းလင်းခဲ့ပါတယ်။ထို့ပြင် MV-CAT ကင်ဆောင်ထားသူတွေအနေနဲ့ MV-CAT ထုတ်ပေးရေးနဲ့နိုင်ငံသားလျှောက်ထားနိုင်ရေးအတွက် One Stop Service ဝန်ဆောင်မှုအပါအဝင်ရောက်ရှိလာသူများအတွက်ဘက်ပေါင်းစုံပြန်လည်နေရာချထားရေးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များယာယီအသက်မွေးဝမ်းကြောင်းအထောက်အကူပစ္စည်းများနဲ့ယာယီတဲခိုရန်နေရာများယခင်နေထိုင်ခဲ့သည့်မူလနေရာများနှင့်အနည်းဆုံးနေရာများတွင်နေထိုင်ရေးအစီအမံများလယ်ယာစိုက်ပျိုးနိုင်ရေးအတွက်မြေများခွဲဝေချထားရေးအစီအစဉ်များဝင်ငွေရရှိနိုင်မည့်အစီအစဉ်များစေဝါကုသရေးနှင့်ပညာသင်ကြားရေးဆိုင်ရာအစီအစဉ်များစီစဉ်ထားရှိပါတယ်။မြန်မာနိုင်ငံအနေဖြင့်အစွမ်းကုန်စ조사ဆောင်ရွက်ခဲ့တော်လဲ2020ပြည့်နှစ်မှ2022ခုနှစ်အတွင်းဖြစ်ပွားခဲ့သော COVID-19 ကပ်ရောဂါကြောင့်၎င်း2023ခုနှစ်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်တိုက်ခိုက်ခဲ့သောဆိုင်ကလုန်းမုန်တိုင်းမိုခါမုန်တိုင်းကြောင့်၎င်းအဆိုပါဒေသတွင်ဖြစ်ပွားခဲ့သောနယ်မြေလုံခြုံရေးမတည်ငြိမ်မှုများကြောင့်၎င်းအမျိုးမျိုးသောအကြောင်းအရာများကြောင့်နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှောင့်နှေးကြန့်ကြာခဲ့ပါတယ်။ယခုတရားရင်ဆိုင်မှုကိုအသုံးချပြီးလူမျိုးသုံးစေမှုဆိုင်ရာကွန်ဗင်းရှင်းနှင့်မဆိုင်သောလိုရာဆွဲအစီအစဉ်များသာဖြစ်သည့်ရိုဟင်ဂျာဆိုသောအမည်နာမကိုတရားဝင်အသုံးပြုခွင့်ပြုရေးဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းများတွင်ရောက်ရှိနေသူများကိုမြန်မာနိုင်ငံသို့ပြန်ရောက်သည်နှင့်အလိုလျောက်နိုင်ငံသားပေးရေးတောင်းဆိုနေသည်ကိုတွေ့ရပါတယ်။ဩက္ခရာကြီးနဲ့ဂုံတည်ရှိလူကြီးမင်းများခင်ဗျာမြန်မာနိုင်ငံကတရားရုံးအနေဖြင့်ယခုအမှုကြားနာစဉ်ကာလအတွင်းလူမျိုးသုံးစေမှုဆိုင်ရာကွန်ဗင်းရှင်းရဲ့1948ခုနှစ်တွင်အလေးထားညှိနှိုင်းသဘောတူညီထားပြီးသောအဓိပ္ပာယ်ဖွင့်ဆိုချက်များနဲ့သာရှင်းထိုးသုံးသပ်ပြီးယင်းတို့ထက်ပိုမိုဆောင်ရွက်ခြင်းမပြုရန်ဤကွန်ဗင်းရှင်းနှင့်ပတ်သက်တဲ့တရားရုံးကကောင်းစွာဆုံးဖြတ်ဆောင်ရွက်ထားပြီးဖြစ်သောဘော့စနီးယားနိုင်ငံနှင့်ခရိုအေးရှားနိုင်ငံတို့အမှုတွင်လိုက်နာကျင့်သုံးခဲ့သောအမှု၏စီရင်ထုံးဥပဒေသာလိုက်နာရန်တင်ပြတောင်းဆိုခဲ့ပါတယ်။မြန်မာနိုင်ငံကတရားရုံးအနေနဲ့သက်သေအထောက်အထားများကိုအသေးစိတ်ကြည့်ရှုစေလိုပြီးအချက်လက်များကိုတရားသူကြီးများ၏ဆင်ခြင်တုံတရားနဲ့သာဆုံးဖြတ်စေလိုပါတယ်။တရားရုံးအနေဖြင့်လွတ်လပ်စွာမျှတစွာဆောင်ရွက်မည်သက်သေအထောက်အထားများကိုအထောက်အထားဆိုင်ရာစီမင်းများအပါအဝင်ရှိရင်းစွဲဥပဒေစည်းမျဉ်းများနဲ့ယထာဘူတကျကျသုံးသပ်မည်ဟုမြန်မာနိုင်ငံကယုံကြည်ပါကြောင်းမြန်မာနိုင်ငံသည်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောအချက်လက်စုဆောင်းရေးအဖွဲ့ FFN မြန်မာနိုင်ငံအတွက်လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား IIMM တို့၏ဗတ်လိုက်မှုများကိုလက်မခံတဲ့ကဲ့သို့
ဂမ်ဘီယာကအသုံးပြုသည့်အချက်အလက်များနဲ့တိကျမှုနဲ့ယုံကြည်စိတ်ချမှုရှိသည်ကိုလက်မခံပါ။တို့ဖြစ်ရာတရားရုံးအနေဖြင့်သက်သေအထောက်အထားများကိုကင်တွယ်တွက်ဆပြီးအခြားအဖွဲ့အစည်းများ၏သုံးသပ်ချက်ထင်မြင်ချက်အထူးသဖြင့်ခိုင်လုံသည့်သက်သေမဟုတ်ပါကယုံကြည်ကိုးကားခြင်းမပြုစေလိုပါ။တရားရုံးသည်နိုင်ငံများအချင်းချင်းပဋိပက္ခများဖြေရှင်းရေးဆိုသည့်အလွန်အရေးကြီးသည့်အဓိကတာဝန်ကိုထမ်းဆောင်ပါတယ်။တချို့ကတရားရုံးကိုကမ္ဘာ့အလယ်တွင်နိုင်ငံရေးလှုပ်ရှားသည့်နေရာအဖြစ်အသုံးချပြီးကြွားဝါခြင်းအရေးပါကြောင်းပြသခြင်းသို့မဟုတ်စာချုပ်များ၏အနှစ်သာရထက်စာချုပ်များကိုနိုင်ငံရေးအကျိုးမြတ်အတွက်လွယ်တကူအသုံးပြုနိုင်ရန်ဆောင်ရွက်ကြပြီးတရားရုံး၏အဓိကတာဝန်ကိုအထင်သေးကြပါတယ်။တို့ဖြစ်ရာတရားရုံးအနေဖြင့်ယခင်တည်ဆောက်ခဲ့သည့်ဥပဒေများ၏အရေးကြီးမှုကိုသိရှိပြီးနိုင်ငံများပါဝင်အသုံးပြုရန်ရည်ရွယ်ချက်ဖြင့်စာချုပ်များထိရောက်အောင်ဆောင်ရွက်လေ့ရှိပါတယ်။ယင်းချက်လက်မှာအငင်းပွားဖွယ်မရှိပါ။ဥပဒေစိုးမိုးရေးအတွက်အလွန်အရေးကြီးပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းကလည်းပဋိပက္ခများဖြေရှင်းနိုင်ရေးအတွက်တရားရုံးပေါ်ယုံကြည်အားကိုးကြခြင်းဖြစ်ပါတယ်။တို့ဖြစ်ပါ၍ဥက္ခရာကြီးနှင့်လူကြီးမင်းများခင်ဗျာ။ဥက္ခရာကြီးနှင့်တရားသူကြီးမင်းများကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးဒေါက်တာစတိတ်ကာကိုရှောက်လဲခွင့်ပေးဖို့တင်ပြလိုပါတယ်။